င်းပတဲ့ပြည်ထောင်စုလွှတ်တော်သတ္တမအကြိမ်အစည်းအဝေးသို့တက်ရောက်ချင်းမြင်ပေးပါတော့နိုင်ငံတော်ယာယီသမ္မတကြီးဒူဝါလက်ရှိလာပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းပြည်ထောင်စုလွှတ်တော်နာယကဦးအောင်ကြည်ညွန့်နှင့်တကွပြည်ထောင်စုအစိုးရအဖွဲ့ဝင်များပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များသက်ဆိုင်ရာတိုင်းပြည်နယ်ဒေသဖက်ဒရယ်ယူနစ်အသီးသီးမှတက်ရောက်လာကြသောလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးပါတီများမိဖက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများဖိတ်ကြားထားသောပြည်တွင်းပြည်ပမှဧည့်သည်တော်ကြီးများဓာတ်ရိုက်ထုတ်လွှင့်မှုကိုအားဖြည့်ပါဝင်ကြည့်ရှုနေကြသောတော်လှန်ပြည်သူများအားလုံးကိုမင်္ဂလာပေါင်းနှင့်ပြည့်စုံပါစေကြောင်းနှုတ်ခွန်းဆက်လျက်မိမိအနေဖြင့်ပို့တာသည့်အေးမြသည့်မေတ္တာချုံ၍လုံပါစေကြောင်းဆုမွန်တောင်းအပ်ပါလေခင်ဗျာယခုလိုလွှတ်တော်များကျင်းပတာကိုတက်ရောက်ရတော့အကြမ်းဖက်စစ်အာဏာသိမ်းမှုမတိုင်ခင်မှာကျွန်တော်တို့ပြည်သူကိုစားပြုလွှတ်တော်ကိုယ်စားလှယ်တွေဟာပြည်သူအကျိုးပြုလှုပ်ဆောင်ချက်တွေနိုင်ငံအတွက်တိုးတက်စီကားမှုတွေကိုတက်တဲ့ကြွကြွနဲ့ပြည်သူများနဲ့အတူတူအေးချမ်းလုံခြုံစွာလှုပ်ဆောင်နိုင်ခဲ့တာကိုအထူးပဲပြန်ပြောင်းသတိရမိပါတယ်ကျွန်တော်တို့အစိုးရလက်ထက်မှာပြည်သူတွေဟာဒီမိုကရေစီစံနှုန်းတွေကိုလက်တွေ့ကြကြသိမြင်ခံစားခွင့်ရရှိခဲ့ကြရုံသာမကလူခွင့်ရေးများအပြည့်အဝရရှိကာစအခြေအနေတွေဟာအလွန်ကိုတန်ဖိုးမြင့်မားလှပါတယ်ဒါလိုပြည်သူတွေကပျော်ရွှင်အေးချမ်းလုံခြုံနေမှသာမိမိတို့နိုင်ငံဟာဖွံ့ဖြိုးတိုးတက်စီမံနိုင်မှာဖြစ်ပါတယ်ယခု9နှစ်ကျော်ကာလကတော့ပြည်သူတွေဟာအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးအောက်မှာစိုးရိမ်ထိတ်လန့်မှုများစွာနဲ့စိတ်ရောကိုယ်ပါမအေးချမ်းမလုံခြုံဖြစ်နေကြရတဲ့အခြေအနေဖြစ်ပါတယ်အဆအရာရာခက်ခဲကြက်တီးမှုများစွာနဲ့စစ်ဘေးစစ်တမ်းကိုလူလက်ခံကရုန်းကန်ရှင်သန်နေကြရတဲ့အခြေအနေဖြစ်ပါတယ်ဒါလိုစိန်ခေါ်မှုများစွာကြားမှာပြည်ထောင်စုတွတ်တော်ဆိုရင်ယခုဆိုတပ္ပမကျင်းအစည်းအဝေးကြီးကိုတော့ရှင်သန်လှုပ်ရှားနေစေဖြစ်တဲ့တွတ်တော်တရားအဖြစ်ပုံဖော်ပြီးအောင်မြင်မြင်နဲ့စီစဉ်ဆောင်ရွက်ကျင်းပနေနိုင်တာဟာပြည်သူတွေကဘယ်တော့မှစစ်အာဏာရှင်များရဲ့အုပ်ချုပ်မှုကိုလုံးဝလက်မခံပဲအရှုံးမပေးဘူးအညံ့မခံဘူးဒူးမချဘူးဆိုတာကိုပြသနေတယ်လို့ပဲဖြစ်ပါတယ်မိမိအနေဖြင့်ပြည်သူတယောက်အနေနဲ့ရောပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ပါပြည်သူတွေဟာသွေးမအေးပဲသူတို့ရဲ့ယုံကြည်မှုအတွက်ဆက်လက်တိုက်ပွဲဝင်ပါဝင်ဆောင်ရွက်နေကြတာကိုတွေ့ရတော့အတော့ကိုအားရဝမ်းသာဖြစ်မိပါတယ်ယခုလိုလွှတ်တော်၏အခမ်းကဏ္ဍကိုအပြည့်ပြင်းပေါ်ဆောင်နိုင်မှုဟာဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရမှာအရေးကြီးတဲ့ခိုင်မာမှုရှိတဲ့အခြေခံကြောရိုးလုပ်ငန်းစဉ်တွေကအခုပဲဖြစ်ပါတယ်ပြည်သူလူထုတရားလုံးကပါဝင်ဆင်နွှဲနေကြတဲ့မျိုးဥတော်လှန်ရေးအရှိန်ဟိုမြင့်တင်ရပြင်မကြာသေးခင်က30ရက်3လ2026ရက်နေ့မှာဖွဲ့စည်းလိုက်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဥဆောင်ကောင်စီရဲ့အခမ်းကဏ္ဍကိုအထူးအလေးထားကျေးဇူးတင်ရှိပါတယ်ကောင်စီအနေဖြင့်တရားဝင်မှုညီညွတ်မှုတာဝန်ခံမှုရှိတဲ့ခေါင်းဆောင်မှုဖြင့်ဥဆောင်ညှိနှိုင်းပြီးတော်လှန်ရေးအောင်မြင်မှုအတွက်ကြိုးစားသွားမယ်လို့တည်ရှိထားတဲ့အတွက်မိမိတို့တူးချင်းစင်နေလေကောင်စီနဲ့အတူပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့လိုအပ်တယ်ဆိုတာပြောကြားလိုပါတယ်။ရံဖက်စစ်တပ်ကတော့ပြည်သူလူထုကိုတနတ်ထောက်မဲပေးစေပြီးဟန်ပြရွေးကောက်ပွဲကတဆင့်အစိုးရအဖွဲ့ဆိုပြီးအယောင်ဆောင်အမိခံတိုးသေးဖုံးထားတဲ့ဖြူစင်တဲ့တူကလေးအဖြစ်နိုင်ငံတကာရဲ့အတိမတ်ပြုခံရဖို့အားထုတ်ကြိုးပမ်းနေကြတဲ့ကောက်ကြည့်ရုံမှာတော့ဝင်ပလီစုံများဖြစ်နေတာကိုလည်းမိမိတို့အားလုံးစုပေါင်းပြီးတတိထားဆောင်ရွက်ကြဖို့လိုပါတယ်။ဒီကုန်းချုပ်အနေနဲ့အကြမ်းဖက်စစ်တပ်မရရှိနိုင်တဲ့ထူးကဲတာလွန်နေတဲ့အင်အားတစ်ခုဖြစ်တဲ့ပြည်သူလူထုထောက်ခံမှုကိုကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကရရှိထားတာဖြစ်ပါတယ်။ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေဟာပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုနဲ့ရှေ့ဆက်နေကြရတာဖြစ်လို့ပြည်သူ၏ယုံကြည်မှုကိုတော့တံမိုးထားလေးစားကြဖို့လိုအပ်ပါတယ်။ယခုလို9နှစ်ကျော်ကာလမှာအကြမ်းမဲ့ကောင်းဆောင်မင်းအောင်လှိုင်နဲ့သူ့ရဲ့တစ္ဆာခံတွေကဘယ်လိုနီလန်းကိုတုံးမိမိတို့တံမိုးထားတဲ့ယုံကြည်တဲ့ဓမ္မတရားဟာနောက်ဆုံးမှာတော့အာဓမ္မတရားကိုအောင်နိုင်မယ်လို့အကျဉ်းမဲ့ယုံကြည်ပါတယ်။ကျွန်တော်တို့အင်အားစုများအနေနဲ့လည်းဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ပြည်သူလူထုတရားလုံးနဲ့အတူတူအဆုံးသတ်အောင်ပွဲစီတို့အတူတူကရှေ့ဆက်ကြပါစို့လို့တိုက်တွန်းပြောကြရင်ဒီကုန်းချုပ်လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ